ချင်းတို့သည်ချစ်ချင်းကြောင့်ဖြစ်ကုန်၏ဟုဟောကြားထားတော့အားလုံးပဲမင်္ဂလာပါရှင်အထန်ဒီခဲလေးတေးပြုတ်ပေးကနေမှာနှွေးထွေးစာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တေးပြုတ်ဒီနေ့ဖတ်ပြမယ့်ခေါင်းစဉ်လေးကပိယစာဓိကတော့ဆွဲလန်း၍ချစ်ချင်းကြောင့်စင်ရဲ့အခါတပါ၌မြတ်စွာဘုရားသည်တာဝတိပိအနာထပိတ္ထေဤအယံဖြစ်သောဇေရဝန်ကျောင်း၌တရင်သုံးနေတော်မူစဉ်တကြွယ်တယောက်သည်ရှစ်ဖွဲ့နှင့်သက်ဖွဲ့ဖြစ်သည့်တဦးရဲတော်သားသေးဆုံးခြင်းကြောင့်အလုတ်ကိစ္စကိုမလုံနိုင်ထမင်းကိုမစားနိုင်ထိုတကြွယ်သည်တုတ်တန်သို့သွား၍တယောက်ထဲသောသားဘယ်ရောက်သွားပြီလဲတယောက်ထဲသောသားဘယ်ကိုသွားပြီလဲဟုငိုကြွေး၏တကြွယ်ဤအရာသည်ဤအတိုင်းပင်ဖြစ်ပင်၏တကြွယ်ပူဆွေးခြင်းငိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ချင်းကြောင့်ဖြစ်ကုန်၏ဟုအရှင်ဘုရားပူဆွေးခြင်းငိုကြွေးခြင်းကိုဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ချင်းကြောင့်ဖြစ်ကုန်၏အဘယ်သူအားဤသို့ဖြစ်လိမ့်မည်နည်းထို့နောက်တကြွယ်သည်မြတ်စွာဘုရားဤစကားတော်ကိုမနှင်းမြုပ်ပဲကန့်ကွက်သားမြည်၍နေရာမှထကဖဲ့သွားလေ၏ဤအဖြစ်ကိုကြားသိရသောမာလိကာမိဖုရားသည်ဘုရင်ကြီးကိုမင်းကြီးထိုအရာကိုအဘယ်သို့မှတ်ထင်သည်နည်းတင်မင်းကြီးသည်အကျွန်ုပ်ကိုချစ်သည်မဟုတ်လောဟုမေးချောက်၏မာလိကာမန်ဤတင်မိဖုရားကိုငါချစ်ပေ၏ဟုဆို၏မင်းကြီးထိုအရာကိုတင်မင်းကြီးအားပူဆွေးငိုကြွေးကိုဆင်းရဲစိတ်ဆင်းရဲပြင်းစွာပင်ပန်းခြင်းတို့သည်ဖြစ်ကုန်ရသလောဟုမေးချောက်၏မာလိကာတင်ဤတေဆုံးခြင်းတမျိုးသမီးဖောက်ပြန်ခြင်းကြောင့်ငါမှာစီဝိတင်တွေတော်လဲဖောက်ပြန်ရ၏ပူဆွေးခြင်းငိုကြွေးကိုဆင်းရဲစိတ်ဆင်းရဲပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှမဖြစ်ပဲရှိပါမည်နည်းဟုဆို၏မင်းကြီးတည်တော်မူမင်တော်မူ၍ပူဇော်အထူးကိုခံတော်မူထိုက်သောထိုမြတ်စွာဘုရားသည်ဤအကြောင်းကိုရည်ရွယ်၍ပူဆွေးခြင်းငိုကြွေးခြင်းကိုဆင်းရဲစိတ်ဆင်းရဲပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ချင်းကြောင့်ဖြစ်ကုန်၏ဟုဟောကြားတော်မူ၏မာလိကအံဖွယ်ရှိစွာတကားမာလိကမဖြစ်ဘူးမေဖြစ်ဖြစ်စွာတကားထိုမြတ်စွာဘုရားသည်အလွန်တရာပညာဖြင့်ထိုးထွင်း၍ပညာဖြင့်မြင်တော်မူတတ်ပေစွာထို့နောက်ပတေနဒီကောသလမင်းကြီးသည်နေရာမှထား၍လက်ဝဲတစ်ဖက်ပခုံးထက်၌ကိုဝတ်ကိုစပယ်တင်တီကိုပြု၍မြတ်စွာဘုရားထံသို့လက်အုပ်ရှိ၍နမောတတဗုဒ္ဓဝါတောအရဟတောသုံးချိန်တိုင်ဥရန်ကျူရင်လေတည်းဆိုတော့ဒီကနေ့တခုခုရတော့မယ်လို့တင်ပြမျှော်လင့်ပါတယ်ရှင်